ကို့မှာကွန်ပျူတာမရှိလို့ကွန်ပျူတာမသုံးတတ်ဘူးလို့ထင်နေရလားဒါမှမဟုတ်ကွန်ပျူတာသင်တတ်မတတ်သေးလို့ကွန်ပျူတာအခြေခံမတတ်ဘူးလို့ထင်နေရလားအမှန်တကယ်တော့လူတိုင်းစီမှာကွန်ပျူတာတစ်လုံးရှိပြီးသားဖြစ်တယ်လို့ကွန်ပျူတာလည်းသုံးတတ်ပြီးသားဆိုတာသိပြီးသွားပြီလားအခုလက်ထဲမှာသုံးနေတဲ့ဖုန်းလေးကကွန်ပျူတာအသေးစားလေးတစ်လုံးပဲဖြစ်တယ်ဆိုတော့သတိမထားမိသေးဘူးပါဖုန်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တယ်ဖုန်းနဲ့ application တွေကိုတော်တော်များများသိထားပြီးရဲ့သူဆိုရင်ကွန်ပျူတာအခြေခံကိုတော်တော်များများသိထားပြီးရဲ့လူလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဖုန်းနဲ့ကွန်ပျူတာနဲ့ကအလုံးလုံးပုံချင်းတော်တော်များများတူနေတယ်ပေါ့နော်တော်တော်များတူတယ်ဒါဆိုရင်ဖုန်းနဲ့ကွန်ပျူတာနဲ့ကအဓိကဘာကွာနေတာလဲဆိုရင်ဖုန်းနဲ့အလုပ်လုပ်တဲ့အခါကျတော့သူကဖုန်းက screen ကလည်းသေးတဲ့အတွက်အလုပ်လုပ်ရတာအကန့်အသတ်ရှိတယ်အဆင့်မြင့်တဲ့တကယ်အဆင့်မြင့်တဲ့ပညာရပ်တွေကိုလေ့လာမယ်အဆင့်မြင့်တဲ့ပညာရပ်တွေနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်မဖြစ်မနေကွန်ပျူတာနဲ့အလုပ်လုပ်